ကဘာပေါ်မှာအလှဆုံးလက်ဘသူလက်တုံးကွာចောင်းသားတယောက်ဖြေဆိုချက်ချင်းထောက်ရမင်းနာမည်ပြောစမ်းကျွန်တော်နာမည်ကပ်ပြရပါဆရာဟာမင်းကပ်ပြရမဟုတ်ပါဘူးပါလို့မင်းဝင်းနိုင်မလားလို့ဟုတ်ပါတယ်ဆရာတကယ်ချင်းနဲ့ကပ်ပြရလို့ခေါ်တာကျွန်တော်ဖုံးเจ้าမှနေကြောင်းတဲ့လူပါဆရာကဘာပေါ်မှာအလှဆုံးလက်ဘသူလက်တုံးဆရာရဲ့လွတ်လွတ်လေးပါတမ္မာတန်ဗုဒ္ဓဖြစ်တော်မူသောမြတ်စွာဘုရားရဲ့လက်ကအလှဆုံးပါဘာလို့လာလဲကွာလို့ဆရာစဉ်းစားကြည့်ပါလောကသုံးပါးစလုံးရဲ့ဒုက္ခကိုဖြေရှင်းပေးအများအကျိုးဆောင်ရွက်တဲ့လက်လောကသုံးပါးစလုံးကိုအဲ့ဒီတော့ကလည်းမျက်ရည်တုပ်ပေးတယ်လို့ဒီနေ့လဲဘုရားရှင်ကိုတော်မြတ်ကြီးလက်နဲ့ကျွန်တော်တို့ပူဆွေးတော့ကတွေကိုလာပြီးမျက်ရည်တုပ်ပေးနေတဲ့လက်ကျွန်တော်ဒုက္ခတွေကိုဒီကနေ့ထိဖြေရှင်းပေးနေတဲ့တမ္မာသမုဒ္ဒဖြစ်တော်မူတဲ့ဘုရားရှင်လက်ကအနိုင်နဲ့လက်အလှဆုံးမှာဆရာလက်သိခံတယ်ကဲသမီးတွေဘက်ကပြောကဘာပေါ်မှာစက်သေးအတုံးဆုံးလက်အသေးအမဲဆုံးလက်မင်္ဂလာမရှိဆုံးလက်ပြောစမ်းပါဆိုရှင်းဆုံးကသမီးရထလွယ်လွယ်လေးပါဘသူလက်တော့ဒေဝရလက်လူတိုင်းတည်ပြီးသားပဲဒီအဖြစ်ကျွန်တော်ဒီအဖြစ်တည်ပြီးသားဘာကြောင့်ဒေဝရလက်ကိုညီရမလာဘူးလို့ပြောတာလေလက်လေးပိုက်ပြီးပြောတယ်ဆရာကြီးပဲစဉ်းစားကြည့်ပါလေဒေဝရကအရေးချင်းမရှိဘဲနဲ့ဖရာရဲ့နေရာကိုတောင်းနေဆရာအရေးချင်းမရှိပဲနေရာလူချင်းတဲ့လက်တွေမလှပါဘူးဆရာဟုတ်တယ်ဖရာရဲ့ဘုဒ္ဓဝင်မှာကြည့်ရင်ဒေဝရကဖရာကိုနော်ရှင်ကြီးခေါ်တော့မှနေအသက်ကြီးပြီငါဖရာလုံးမယ်နေနာတော့ကြည်စမ်းအရေးချင်းမရှိပဲနေရာတောင်းတဲ့လက်တွေနေရာယူတဲ့လက်တွေမလှဘူးတဲ့ကလေးများတောတာဗျာကလေးတွေညံ့နေမထင်နဲ့တော့တော်ခွင့်မရနေတာကလေးတွေကသိလားမပြီးသေးဘူးသူကနောက်တစ်ခုရှိသေးတဲ့ဆရာကြီးဘာလဲလို့ဒေဝရလက်ကဘာလို့မင်္ဂလာမရှိတယ်လဲဆိုတော့ဆရာစဉ်းစားကြည့်ပါလေအဇာရတမှာဘာအပြစ်မှမရှိဘူးဆရာလူကြီးတွေကလူငယ်တွေကိုလမ်းမမအောင်ဆွဲခေါ်ရင်းနဲ့အဇာရတခင်ဗျာဒုက္ခရောက်သွားတာလူကြီးတွေဥဆောင်မှုမှားလို့လူငယ်တွေဒုက္ခရောက်တာအဲ့ဒီလိုလူငယ်တွေကိုလမ်းမရအောင်ဆွဲခေါ်သွားတဲ့ဒေဝရလိုလက်တွေမလှပါဘူးဆရာကျွန်တော်မတွေးမိဘူးဗျဟုတ်တယ်အဇာရတမှာအပြစ်မရှိဘူးပြီးခဲ့တဲ့တစားမုံလာပြင်းနေညလေအဲ့ဒီညဒေဝရအဇာရတချွတ်တောင်းဝင်တဲ့ညလေလူမိုက်တွေလူလိမ်မာဖြစ်တဲ့ညဗျတစားမုံလာပြင်းနေညကရာဇဝင်မှာပြောတာနော်လူ